ကိုတက်ခောက်ကဣတင်ပေးထားတဲ့ Telegram ဖွင့်နည်းဆိုတဲ့ဗီဒီယိုအောက်မှာဖွင့်လို့မရအောင်ဆိုတဲ့သူလေးတွေအတွက်နောက်ထပ်နည်းလမ်းတွေတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်။အရေးကြီးဆုံးအချက်ကတော့ကိုယ့်ရဲ့တငယ်ချင်းဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုဝင်တယောက်ယောက်စီမှာ Telegram account တစ်ခုကတော့ရှိရပါမယ်။အရင်ဆုံးကိုယ့်ရဲ့တငယ်ချင်းဒါမှမဟုတ်မိတ်ဆွေတယောက်ယောက်ရဲ့ Telegram လေးကိုဝင်ပေးရပါမယ်။ပြီးဆိုရင်တော့ဒီမှာရှိတဲ့မျိုးလေးသုံးကြအောင်နေမယ်။ဒီမှာရှိတဲ့အများကြီး outside နေရာလေးနှိပ်ပြီးတော့ဒီမှာရှိတဲ့ add account ဆိုတာလေးကိုနှိပ်ပေးရပါမယ်။ပြီးဆိုရင်တော့ country လေးယူပေးရမယ်ပေါ့နော်။ပြီးဆိုရင်တော့ဒီမှာဖုန်းနံပါတ်လေးထည့်ပေးရပါမယ်။ထည့်တဲ့ဖုန်းနံပါတ်ကတော့ Telegram ကိုတစ်ခါမှမဖွင့်ရသေးတဲ့ဖုန်းနံပါတ်လေးထည့်ရပါမယ်။အခုလိုမျိုးလေးဖုန်းနံပါတ်လေးထည့်ပြီးသားဆိုရင်တော့ဒီမှာရှိတဲ့မျိုးလေးကိုနှိပ်ပေးရပါမယ်။မြားလေးကိုနှိပ်ပေးရမယ်ပေါ့နော်။ပြီးရင်တော့ yes ဆိုတာလေးကိုနှိပ်ပေးရပါမယ်ရှင်။ပြီးဆိုရင်တော့ဒီမှာကိုက Google နဲ့ချိတ်ဆက်ပြီးတော့ထည့်မှာဖြစ်တဲ့အတွက် Google account လေးကိုထည့်ပေးရပါမယ်။ပြီးဆိုရင်တော့ကိုယ့်ရဲ့ဖုန်းလေးကို SMS ပေါ့နော် SMS နဲ့ကုတ်ကလေးကြမှာဖြစ်ပါတယ်ရှင်။ကဲအဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့နာမည်လေးကိုထည့်လိုက်ရပါပြီ။ဒီလိုမျိုးညာလေးကိုထပ်နှိပ်ပေးရပါမယ်။ကဲဒီလိုမျိုးလေးဆိုရင်တော့ Telegram account လေးဖွင့်သွားပါပြီရှင်။ကဲဒီနည်းလမ်းလေးကိုလိုက်လို့ကြည့်ပြီးတော့အခုတလုံးမှာ Telegram ဖွင့်မရတဲ့သူလေးတွေအတွက်အဆင်ပြေမယ်လို့ပြောလိုက်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတတန်